ဘဝမှာမကောင်းတဲ့အတွေ့အကြုံတွေကိုလူတိုင်းနီးပါးခံစားခဲ့ရဘူးမှာပါ။နာကျင်မှုတချို့ကိုဖော်ပြရမယ်ဆိုရင်အတွေ့အကြုံမရှိလို့နာကျင်ရတယ်။ပြိုင်ဆိုင်နိုင်စွမ်းမရှိတာကြောင့်နာကျင်ရတယ်။စိတ်ပြတ်အားငယ်မှုကြောင့်နာကျင်ရတယ်။ပြဿနာဖြစ်လို့နာကျင်ရတယ်။ပြောင်းလဲမှုများကြောင့်နာကျင်ရတယ်။ကျန်းမာရေးကြောင့်နာကျင်ရတယ်။ခက်ခဲတဲ့ဆုံးဖြတ်ချက်များကြောင့်နာကျင်ရတယ်။ငွေကြေးဆုံးရှုံးရတာကြောင့်နာကျင်ရတယ်။ relationship များဆုံးရှုံးရတာကြောင့်နာကျင်ရတယ်။နံပါတ်1မဖြစ်လို့နာကျင်ရတယ်။အဝေးနေရာသို့သွားရတာကြောင့်နာကျင်ရတယ်။တာဝန်ယူရမှုကြောင့်နာကျင်ရတယ်။တင်ရောဘလို့နာကျင်မှုမျိုးကိုကြုံတွေ့ခဲ့ရပြီးပြီလဲ။ No pain no gain ဆိုတဲ့စကားအတိုင်းဒီနာကျင်မှုတွေဟာတင်ဘဝအတွက်ပြောင်းလဲဖို့အချိန်ကြာရောက်လာပြီဆိုတာပြသနေပါတယ်။နာကျင်မှုတွေကိုသင်ခန်းစာမယူတတ်တဲ့၍နာကျင်မှုအတိုင်းပဲဘဝမှာဆက်ရှင်တန်သွားဖို့ရှိနေပါလိမ့်မယ်။ကိုတန်မိုးထားရတဲ့သူတွေမှာကိုယ်တိုင်လဲပါပါစေ။ကိုလေးစားအားကြရတဲ့သူတွေထဲမှာကိုယ်တိုင်လဲပါပါစေ။ကိုချစ်ရတဲ့သူတွေထဲမှာကိုယ်တိုင်လဲပါပါစေ။ကိုချစ်ခင်လေးစားတန်မိုးထားမှာအများကလည်းကိုယ့်ဘောချစ်ခင်လေးစားတန်မိုးထားမှာပါ။အရာရာကိုကိုယ်တိုင်ကစတင်မှကိုဘေးမှာရှိတဲ့အရာရာတိုင်းကပြောင်းလဲသွားမှာပါ။ကိုချစ်ဖို့မမေ့ပါနဲ့။ကျွန်တော်လုံလောက်ချစ်ခဲ့ပြီးသွားပြီထင်တယ်။တနေ့နီးကိုနီးစက်ရမယ်ဆိုပြီးအများကြီးလဲစူးစမ်းခဲ့ပြီးထင်တယ်။အတင်းကြီးလိုက်ကတ်တွယ်ပြီးချစ်နေရတာပင်ပန်းပြီးအများကြီးထိမ့်ချုပ်ပြီးအားလုံးရဲ့အဝေးမှာနေရတာပင်ပန်းပြီးနီးဖို့စူးစမ်းရင်တဖြည်းဖြည်းဝေးလာခြင်းတွေမှာပင်ပန်းနေပြီကျွန်တော်ခမားကိုပဲဆက်ပြီးချစ်မှာပါဒါပေမဲ့ခဏနားပရစေလေနော်မင်းပျော်ပါစေဆိုပြီးကိုမပြုံးဖြစ်တဲ့ရက်တွေခဏရက်ချင်ပြီးမင်းအစဉ်ပြေးရဲ့လားတွေ့ပြီးကိုအစဉ်မပြေရတဲ့ရက်တွေလွန်ချင်ပြီးမင်းကိုတိတ်ချစ်တယ်လို့တွေးပြီးကိုချစ်ဖို့မေ့နေတာတွေအတွက်ပြန်မှတ်ရချင်ပြီးအများကြီးလိမ်မာခဲ့ပြီးသွားပြီမဟုတ်လားခဏလောက်စိုးခွင့်တွေရှိရင်စိုးလို့ရချင်မိတယ်အများကြီးဂယုစိုက်ပြီးသွားပြီမလားခဏလောက်ကိုဂယုစိုက်ချင်နေမိတယ်အများကြီးချစ်ပေးခဲ့ပြီမဟုတ်လားခဏလောက်ကျွန်တော်ပြန်ချစ်ကြည့်ချင်တယ်ကြေးကိုရင်နှင့်ရင်း၍ရေးသည်ဟေးနေကောင်းလားခဲဖြက်ကခဲတံကိုကျင်နာစွာမေးလိုက်တယ်ငါမင်းနဲ့မိတ်ဆွေမဟုတ်ဘူးခဲတံကကြမ်းတမ်းစွာပြန်ဖြေလိုက်တယ်မင်းကိုငါမုန်းနေတဲ့အံ့အားသင့်ပြီးနာကျင်သွားတဲ့ခဲဖြက်ကဘာကြောင့်လဲလို့မေးတော့မင်းကငါရေးတာတွေကိုလိုက်ဖြတ်နေလို့ပဲခဲတံကပြန်ပြောတယ်ငါကအမားတွေကိုပဲဖြတ်ပေးတာပါခဲဖြက်ကနူးညံ့စွာဖြေလိုက်တယ်ဒါပေမဲ့နင်းဖြတ်လို့ငါရေးခဲ့တာတွေမှန်မသွားပါဘူးခဲတံကပြောတယ်ဒါကြောင့်ပဲငါဒီမှာရှိနေတာဒါငါရဲ့တာဝန်ပါခဲဖြက်ကပြန်ပြောသည်ခဲတံကစိတ်ဆိုးတန်နဲ့ဒါဆိုမင်းရဲ့အလုပ်ကအတိတ်ပဲမရှိဘူးရေးတာကဖြတ်တာထက်ပိုအရေးကြီးတယ်ခဲဖြက်ကလည်းမှားတာကိုဖြတ်တာဟာမှန်တာကိုရေးတာနည်းတူအရေးကြီးပါတယ်ခဲတံကခဏနာပြီးတူတူလေးပြောလိုက်တယ်ဒါပေမဲ့မင်းနေတိုင်းသေးသွားတာငါမြင်တယ်ခဲဖြက်ကဘာလို့လဲဆိုအမှားတစ်ခုကိုပြင်ဆင်ဖို့ငါမင်းကိုကူညီတိုင်းငါဘဝကနေနည်းနည်းစီပေးဆက်ရလို့ပါဆိုတော့ခဲတံကလည်းငါလဲသေးသွားတယ်လို့ခံစားရတယ်ဆိုပြီးဝန်ခံလိုက်တယ်ခဲဖြက်ကလည်းတခြားသူတွေအတွက်ကောင်းတာလုပ်ပေးဖို့ဆိုတခုခုစွန့်လွတ်ဖို့အစင်သင့်မဖြစ်ရင်မဖြစ်နိုင်ဘူးဆိုပြီးပြုံးရင်ပြောလိုက်တယ်ပြီးတော့သူမကခဲတံကိုကြည့်ပြီးညင်သာစွာမေးလိုက်တယ်မင်းငါကိုအခုထိမုန်းသေးလားခဲတံကပြန်ပြုံးပြီးဖြေလိုက်တယ်ကို့အတွက်ဒီလောက်ပေးဆက်တဲ့သူကိုဘလို့မုန်းနိုင်မှာလဲမနဲ့နိုးလာတိုင်းကျွန်တော်တို့မှတနေ့ရော့သွားပြီးဖြစ်ပါတယ်တခြားသူတွေတွေ့ပျော်ရွှင်မှုဖန်တီးပေးတဲ့ခဲတံမဖြစ်နိုင်ရင်သူတို့ရဲ့ဝမ်းနည်းမှုကိုဖျက်ပေးတဲ့ခဲဖြတ်ဖြစ်ပါသူတို့ကိုမျှော်လင့်ချက်ပေးပါအတိတ်ထက်အနာဂတ်ကပိုကောင်းနိုင်သေးတယ်လို့သတိပေးပါအမြဲတမ်းကျင်နာတတ်တဲ့စိတ်နဲ့အသက်ရှင်ပါလူတွေတင့်ကိုကြိုက်လာဖို့လဲမကြိုးစားပါနဲ့လူတွေတင့်ကိုလေးစားဖို့လဲမကြိုးစားပါနဲ့လူတွေတင့်ကိုချစ်လာဖို့လဲမကြိုးစားပါနဲ့လူတွေတင့်ကိုအထင်ကြီးလာဖို့လဲမကြိုးစားပါနဲ့လူတွေတင့်ကိုကြွေလာဖို့လဲမကြိုးစားပါနဲ့မနှက်မိုးလင်းလို့တင်လို့ထားတဲ့အခါတင်းကိုတင်လေးစားနေဖို့ကြိုးစားပါနေ့စဉ်သွားလာလှုပ်ရှားနေစဉ်မှာတင်းကိုတင်ချစ်နိုင်ဖို့ကြိုးစားပါမှန်တဲ့ကြည့်တဲ့အခါမှာ
တင်းကိုတင်းအထင်ကြီးဖို့ကြိုးစားပါညအိပ်ဖို့ခေါင်းချတဲ့အခါမှာတင်းကိုတင်းတန်မိုးထားနိုင်ဖို့ကြိုးစားပါတင်းရဲ့နောက်ဆုံးချိန်မှာတင်းကိုတင်းကျွေးနိုင်ဖို့ကြိုးစားပါ